နန်းတော်တွေကိုစဝင်လိုက်တာနဲ့ရွှေရောင်တွေတစ်ဖြက်ဖြက်လက်နေတာပေါ့နော်ဒါကတော့နန်းတော်ပြသက်ဆောင်ပပူးလက်ရာပါရှိတဲ့ကျွန်းများကြီးဖြစ်ပါတယ်တမိုင်းဝင်ပစ္စည်းတွေကိုအခုလိုမျိုးတေချာလေးထိမ့်သိမ်းဆောက်ရှောက်ထားတာကိုတွေ့ရပါတယ်ရှင်ဝင်နေသွားတဲ့ရက်ကစန်ဒေးပိတ်ရက်ဖြစ်တာမို့လို့လူစီပါတယ်တိုးဖော်ရရှိတဲ့ကျွန်းတိုင်လုံးကြီးတွေနေရာမှာအခုကတော့အင်္ဂလိပ်တိုင်လုံးကြီးတွေဖြစ်သွားပါပြီဝင်နေနဲ့အတူနန်းတော်ကြီးဘလောက်ခမ်းနားလဲဆိုတာကိုအတူတူပတ်ကြည့်ရအောင်အခုနှစ်နောက်ပိုင်းနေမှာနန်းတော်ကြီးကိုပြုပြင်ထိမ့်သိမ်းထားတာကြောင့်လာလေသူတွေလည်းအများပြားလှပါတယ်နန်းတော်ကြီးကတန့်ရှင်းပြီးတော့အရန်ကိုလှပါတယ်ရှင်ကဘာလက်ခရီးသွားတွေတော်တော်များများလဲလာပြီးတော့လေ့လာကြတာကိုဝင်နေတွေ့ရတယ်ပေါ့နော်နန်းတော်ကြီးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းတွေကိုလည်းယခုလိုမျိုးခင်းကျင်းပြသထားပါတယ်သမိုင်းကြောင်းကိုစိတ်ဝင်စားတဲ့သူတွေကတော့ဒီမှာဖတ်ရှုလေ့လာနိုင်ပါတယ်ရှင်ဝင်နေကတော့မှတ်တရဗီဒီယိုလေးရိုက်ခဲ့လိုက်ပါတယ်မြန်မာနိုင်ငံတော်မှာထင်ရှားတဲ့မင်းသုံးပါးကိုလည်းယခုလိုမျိုးပြသထားပါတယ်နန်းတော်ကြီးကလေအရင်ကြီးတော့ကြတော့ကြည်စရာတွေကမကုန်နိုင်ဘူးပေါ့နော်ဝင်နေလူရှင်းတဲ့နေရာလေးကိုသွားပြီးတော့တေချာလေးရိုက်ပြထားပါတယ်ဒါကတော့တူးဖော်ရရှိတဲ့အရင်ခေတ်ကသမိုင်းဝင်နန်းတော်ကြီးရဲ့ကျွန်းတိုင်လုံးအဟောင်းနေပါနန်းတော်ရဲ့ဘေးမှာတကားပေါက်ပါတော့ဝင်နေဆက်စုခဲ့တယ်ပေါ့နော်အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာလည်းတအားကိုလှပါတယ်ပဲခူးတက္ကသိုလ်ကကျောင်းသူကျောင်းသားတော်တော်များများလည်းနန်းတော်ကြီးကိုလာလဲတာဝင်နေတွေ့ရပါတယ်ရှင်နန်းတော်ကြီးရဲ့ခမ်းနားမှုကတော့ပေါ့နော်စာဖွဲလို့မကုန်နိုင်ပါဘူးအခုမြင်ရတဲ့နေရာဝင်နေအကြိုက်ဆုံးနေရာပါအခုလိုတက်ထားတဲ့မှန်ပရင်းပေါက်အကြီးကြီးတွေကဒီနန်းတော်ရဲ့ပလင်ကြီးကိုပို့ပြီးတော့ကြွသွားစေရပေါ့နော်မြန်မာနိုင်ငံကဘရင်တွေထိုင်ခဲ့တဲ့ပလင်ဖြစ်ပါတယ်ဘေးမှာမှန်ပရင်းပေါက်အကြီးကြီးတွေရှိတာဆိုတော့လေဒီအခန်းကအရန်ကိုလင်းပြီးတော့လိုက်တင်တော်တော်ကောင်းပါတယ်ဝင်းနီရိုက်လာခဲ့တဲ့မှန်ပရင်းပေါက်ကြီးရဲ့အလှတရားကိုခန်းစားကြည့်ပါအောင်ရှင်နန်းတော်တွေကဝင်းနီအကြိုက်ဆုံးနေရာကိုပြောပါဆိုရင်တော့ဒီပရင်းပေါက်တွေရှိတဲ့နေရာကိုအကြိုက်ဆုံးပါပဲတော်တော်လှပြီးတော့ခန်းနားထည်သွားတဲ့နေရာကြီးပါအားအကြောင်းမို့လို့လည်းအခုလိုမျိုးလာလဲသူတွေအရန်များပြားတာပေါ့နော်နန်းဝင်နန်းစားတွေဝစ်ပြီးတော့ဒါဓာတ်ပုံရိုက်လိုက်လို့ရတော့လေအရင်ခေတ်ကမင်းသမီးလေးဖြစ်သွားမှာပဲပလင်ရှိရဲ့ဘေးမှာအခုလိုမျိုးပေါ့နော်လှုပ်ဝက်ဆန်းကျဲတဲ့တကားပေါက်လေးရှိပါတယ်ဝင်းနီကတော့ဒီတကားပေါက်ထဲကိုဝင်ပြီးတော့ဆက်စုခဲ့ပါတယ်ဒီအခန်းကဘာလုပ်တဲ့အခန်းလဲဆိုတော့ဝင်းနီမသိပါဘူးဝင်းနီလည်းတမိုင်းပညာရှင်မဟုတ်တော့တေချာတော့မသိပါဘူးဒါပေမဲ့ဝင်းနီထင်တာပြောရရင်တော့ဒီအပေါက်ကလေးကလေဟိုဘယင်မင်းမြတ်အနောက်ကနေဝင်တဲ့အပေါက်ကလေးများလားတည်တဲ့သူရှိရင်လည်းဝင်းနီကိုပြောပြပေးပါဦးကဲမှန်တကားတွေနားကိုထပ်ရောက်လာပြန်ပြီနော်ဒီဝင်းနီကတော့သူကြိုက်တဲ့နေရာတွေကိုပဲရိုက်နေတော့တာပဲတော်တော်လှတာကွာအပေါ်မပြောဘူးဒီမှာသာကြည့်လိုက်တော့နန်းတော်ကြီးကရွှေရောင်နေတလက်လက်နဲ့အရန်လှတာမို့ဓာတ်ပုံရိုက်ချင်တဲ့သူတွေဗီဒီယိုရိုက်ချင်တဲ့သူတွေအတွက်ကွက်တီပဲနော်နိုင်ငံမှာရှိတဲ့နန်းတော်ကြီးကအခုလိုမျိုးခန်းနားထည်သွားတာကိုမြင်ရတော့ဝင်နေတော့အရန်ကိုလေကျေနပ်ပီတိတွေဖြစ်တာပေါ့နန်းတော်ကိုရောက်ဖြစ်ခဲ့ရင်တော့ဓာတ်ပုံလှလှလေးတွေရိုက်ဖို့မမေ့ကြနဲ့နော်နန်းတော်ကဒီတစ်ခုတည်းလားဆိုတော့မဟုတ်ပါဘူးဟိုးဘက်မှာနန်းတော်တစ်ခုရှိပါသေးတယ်ဒါပေမဲ့ဝင်းနီအရန်ပင်ပန်းသွားလို့အဲ့နန်းတော်ကိုမရောက်ဖြစ်ခဲ့ပါဘူးဝင်းနီပြန်มาတော့မယ်ရှင်ဘရင်တော်မင်းကြီးရဲ့ပုံတူရုပ်ထုပါလဲလို့ပတ်လို့လဲဝါပါပြီပြန်มาတော့မယ်အားလုံးပဲစင်ပြေကြပါစေ